အားလုံးမင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်ဖြင့်20နှစ်ရဲ့ကုသိုလ်ရှင်အားဆိုလို့ရှိရင်ဖြင့်ယေရှုကုသိုလ်ယေရှုဒါနလေးဖြစ်ပါတယ်တမန်တော်ဗုဒ္ဓနာကိုပြောင်းရွှေ့ကွယ်လွန်သွားပြီဖြစ်သွားသောကိုမျိုးဝင်းအားယေရှုရဲ့တနည်းပြည့်ယေရှုရဲ့ကျမ်းရည်သူမိသားစုကလူဒန်းအပ်သောအုပ်နဲ့ဆံမြများကိုရှေးပြုစေပြီးမှလာရောက်ပြီးတော့လူဒန်းကုသိုလ်ပြုခြင်းဖြစ်ပါတယ်ဖေဟာအလူရှင်ကိုမျိုးဝင်းဖြစ်ပါတယ်တနည်းပြည့်ယေရှုကုသိုလ်လေးပါယနေ့ကိုမျိုးဝင်းကိုယေရှုကဖြင့်လူဒန်းတဲ့ကုသိုလ်ယေရှုကုသိုလ်လေးဖြစ်ပါတယ်ခင်ဗျာတမန်တော်ဗုဒ္ဓနာကိုပြောင်းသွားသောကိုမျိုးဝင်းလည်းယနေ့ပြုသမျှကုသိုလ်ဒါနတို့အားမြည်ရွေးကြ၍တည်ရတကားလားဝမ်းမြောက်စွာဖြင့်တာတို့လူမောဒနာခေါ်ဆိုနိုင်ပါစေလို့ဆွေတောင်းမေတ္တာပို့သပေးပါတယ်ဟုတ်ကဲ့လူရှင်မိသားစုလူသားအတော်ကျဲဥပြုဆံမြများသုံးဆောင်ပြကြတဲ့ဝေဒနာရှင်များလည်းခံစားနေရယောဂဝေဒနာများအမြန်ဆုံးသက်သာ၍အမြန်ဆုံးပဲပျောက်ကင်းကြပါစေလို့ဆုတောင်းပါတယ်ခင်ဗျာဟုတ်ကဲ့ဆံမြကျဲဥပြုများကိုရွှေဥပြုစေဥမှာကျွန်တော်တို့လာရောက်ပြီးတော့လူသားကုသိုလ်ပြုပေးတဲ့ပုံရိပ်များကိုရိုက်ကူးတက်ဆက်လုပ်ပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးကရှင်လန်းချမ်းမြေ့ကြပါစေ